ဒီနေ့9 ရက်တလ2025ခုနှစ်နနက်ခင်းခါကာလရန်ကုန်တိုင်းဒေသကြီးရန်ကုန်မန္တလေးအမြန်လမ်း22မိုင်5ဖာလုံမှာရှိတဲ့သစ္စာရွှေစီတောစခန်းရိပ်သာအတွင်းမှာဆွမ်းမြဆက်ကလှူဒန်းပြီးတော့ပစ္စည်းလေးပါစွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါအလှူဒါနများလှူဒန်းကြတယ်ဒကမာကြီးဒေါ်ခင်မြင့်84နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ဒကာကြီးဦးသိန်းမောင်ကိုရည်စူးပြီးတော့ဒကမာကြီးဒေါ်ခင်မြင့်ရတနာသိန်းရတနာခင်မြင့်အိမ်ဆောက်ပစ္စည်းဆိုင်84နှစ်ပြည့်မွေးနေ့အလှူတဲ့ဒါနကောင်းမှုပြုတာကိုအကြောင်းပြုပြီးတော့အခုဆက်ပြီးတော့တရားနာမယ်ပေါ့နော်တရားနာယူခြင်းအပြင်ကုသိုလ်ကောင်းမှုတွေထဲမှာအကြီးအသေးအမြင့်ဆုံးအကျိုးပေးအကြီးကျယ်ဆုံးဖြစ်တဲ့ပညာကုသိုလ်ကိုရနိုင်တယ်ဒီချာချာနားထောင်နော်တရားနာယူခြင်းအပြင်ကုသိုလ်ကောင်းမှုတွေထဲမှာအကြီးအသေးအမြင့်မားဆုံးပညာကုသိုလ်ကိုရနိုင်တယ်အဲ့တော့ပညာဆိုတာဘာပြောတာတုံးဆိုတော့လူရင်းပြောရရင်ပညာဆိုတာကိုယ့်ဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတာမြင်တာနားလည်တာကိုပညာလို့ခေါ်တယ်ဒီမျက်စိနဲ့မြင်ရတဲ့ကိုယ်ကောင်ကြီးရုပ်ပိုင်းဆိုင်ရာဘလို့တိဆောက်ဖွဲ့စည်းထားသလဲဒီရုပ်တွေဘလို့ဖြစ်ပေါ်နေသလဲသိရမယ်အယိုးကိုအမာခံနေရာမှာစိုက်ဆောက်ပြီးတော့အကျိုးမျိုးစုံနဲ့ဖွဲ့ရှက်ပြီးတော့အသွေးသားနဲ့လိမ့်ကြံပြီးတော့အရည်တူရေပါးနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ကြီးရဲ့အကြောင်းကိုသိရမယ်အဲ့ဒါပညာပဲခေါင်းထဲမှာအုံနောက်တွေရှိတယ်ရင်ကောင်းပိုင်းမှာအစုပ်နဲ့နှလုံးစက္ကမလတ်အလုံးလုံးရင်းနဲ့ရှိနေကြတယ်ဝမ်းပိုက်ပိုင်းမှာအသေးတို့ဥသိန်းတို့ဥမာတို့အစာကြီးစနစ်နဲ့ပတ်သက်တဲ့ကိုဋ္ဌာတတွေကိုစားတော့ဝါမျိုးထားတဲ့အစာအာဟာရတွေပြောင်းလဲနေရင်နဲ့ရှိနေကြတယ်ဟုတ်လားအဲ့ဒါကိုဘာလို့အောင်လို့သိရမယ်ဒါတွေရှိနေတယ်ဒါတွေဖြစ်နေတယ်လို့သိရမယ်အဲ့ဒါပညာနော်ဒါရုပ်ပိုင်းဆိုင်ရာကိုသိတာရှေ့ဆက်ပြီးတော့နည်းနည်းလေးရုပ်ပိုင်းဆိုင်ရာလေးကိုလေးလေးနက်နက်သိကျင်သေးရင်ပထဝီအာဘောတေဇောဝါယောဓာတ်ကြီးလေးပါးရဲ့သဘာဝတော့စမ်းကြည့်လိုက်ရင်ဘုံဘုံတို့ຫນွေຫນွေလေးလားဘလောက်အေးတယ်လဲဘလောက်ຫນွေတယ်လဲအပွေလဲပဲတစ်ခုကိုဘုံဘုံတို့တွေ့နိုင်တယ်အဲ့ဒါကိုဘာခေါ်တော့တေဇောနှုသလားကြမ်းသလားမာသလားပြော့သလားသိနိုင်တယ်အဲ့ဒါကိုဘာခေါ်တော့ပထဝီတွန်းတဲ့သဘောလှုပ်တဲ့သဘောတွေ့နိုင်တယ်အဲ့ဒါကိုခေါ်တော့ဝါယောဒီလိုပုံသဏ္ဍာန်ကြီးပေါ်နေအောင်ဆိုတာရုပ်မှုံရုပ်မွားလေးတွေအကုန်လုံးကိုစုစည်းထားတယ်ဆိုတဲ့အာဘောသဘောကိုလည်းဘုန်းတို့သိနိုင်တယ်အဲ့ဒါဘာတော့ပညာတရားနာယူခြင်းအပြင်ကုသိုလ်ကောင်းမှုတွေထဲမှာအရေးအသွေးအမြင့်မားဆုံးကုသိုလ်လို့ဆိုတဲ့ပညာကိုရနိုင်တယ်ပညာဆိုတာဘာပြောတာလဲပညာဆိုတာကိုယ်ဘဝကြီးရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတာနားလည်တာကိုပညာအခုဘဝဆိုတာကရုပ်ရည်နာမ်ရည်ဒီနှမျိုးပေါင်းဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝခုရုပ်ရည်အကြောင်းလေးကိုအကြံဉာဏ်လေးပြောပြတာအဲ့ဒီရုပ်အစုအဝေးကြီးမှာရုပ်ဆိုတာကသူကဖောက်ပြန်တဲ့သဘောကိုရုပ်လို့ခေါ်တာနော်အေးရင်တစ်မျိုးဖြစ်တယ်ပူရင်တစ်မျိုးဖြစ်တယ်ဆာရင်တစ်မျိုးဖြစ်တယ်ဝါရင်တစ်မျိုးဖြစ်တယ်အမျိုးမျိုးဖြစ်နေတဲ့သဘာဝရုပ်ဆိုတာအဲ့ဒီရုပ်အစုအဝေးကြီးကိုအမိပြုတ်ပြီးတော့သိတတ်တဲ့သဘောခံစားတတ်တဲ့သဘောမှတ်သားတတ်တဲ့သဘောအကောင်အဆိုအမျိုးမျိုးတုံ့ပြန်တတ်တဲ့သဘောလို့ဆိုတဲ့နာမ်သဘာဝတွေကိုဖြစ်ပေါ်နေတာမရှိဘူးလားရှိတယ်အဲ့ဒီရုပ်တွေနာမ်တွေရဲ့အခြေအနေမှန်ကိုဘုံဘုံတို့သိတာကိုပညာလို့ခေါ်တယ်ဟုတ်လားရုပ်တွေနာမ်တွေရဲ့အခြေအနေမှန်ကိုသိတာပညာအဲ့လို့ဆိုရင်သူတို့ရဲ့အခြေအနေမှန်ကဘာတုံးဆိုတော့သူတို့ရဲ့အခြေအနေမှန်ကအနိစ္စဖြစ်နေတဲ့သဘောပဲအနိစ္စဆိုတာပြီးဆုံးချုပ်ပြောက်သွားတဲ့သဘောကိုပြောတာနော်ပြောရပါစို့စောစောကဒီနားမှာ
လူဝဲဝတ္ထုတွေဆက်ကတ်တယ်အဲ့ဒီအချိန်မှာထလာကြတယ်မာတဲ့သဘောပြောတဲ့သဘောတွန်းတဲ့သဘောလှုပ်တဲ့သဘောရုပ်တဘာဝတွေတကယ်ဖြစ်ခဲ့တယ်အဲ့ဒီအချိန်မှာမြင်ခဲ့တာတွေကြားခဲ့တာတွေတကယ်ဖြစ်ခဲ့တယ်စိတ်ကူးထဲမှာအတွေးတွေခံစားတာတွေတကယ်ဖြစ်ခဲ့တယ်အခုအဲ့ဒါတွေဘာမှမရှိတော့ဘလောက်စိတ်ဝင်စားစရာကောင်းလဲခုရင်လေးဖြစ်ခဲ့တာမရှိတော့ဘူးခုပြောနေရင်လည်းမရှိတော့ဘူးဆိုတဲ့အတန်ဟာမရှိတော့ဘူးအဲ့ဒါကိုကြားတဲ့စိတ်ဟာမရှိတော့ဘူးတောက်လျှောက်ချုပ်ပြောက်လိုက်နေတဲ့သဘာဝအဲ့ဒါကိုဘယ်လိုခေါ်တော့အနိစ္စဘဝခရီးကိုကျွတ်တို့ကအနိစ္စဖြစ်ရင်းနဲ့သွားနေတာခုလမ်းကားစီးလာတော့လမ်းဘေးဝဲရမှာမြင်ကွင်းနေရိပ်ရိပ်နဲ့မြင်ခဲ့ရတယ်မြင်ပြီးတိုင်းကြံရစ်တယ်နောက်ထပ်မြင်ကွင်းအသစ်ကိုထပ်ပြီးတော့မြင်ရတယ်မြင်ပြီးတိုင်းကြံရစ်တယ်ဟာအဲ့ဒါနဲ့အလွန်တူတယ်ခုကျွတ်တို့လည်းပဲဒီအတွေ့အကြုံဆိုတဲ့ရုပ်တည်နံတွေသဘာဝတရားတွေကိုတွေ့ရယုံကြုံရယုံလေးပဲတောက်လျှောက်သူတို့ကလည်းပဲပြီးဆုံးချုပ်ပြောက်သွားအတွေ့အကြုံအသစ်ကိုတောက်လျှောက်ထပ်ပြီးတော့ရတယ်ရတိုင်းသောအတွေ့အကြုံအသစ်ကိုတောက်လျှောက်ဘုံဘုံတို့ဟာပြီးဆုံးခဲ့ရတယ်မပြီးဆုံးရင်လို့မရဘူးချုပ်ပြောက်ခဲ့ရတယ်မချုပ်ပြောက်ချင်လို့မရဘူးစောစောကလမ်းဘေးမှာတွေ့ခဲ့တဲ့မြင်ကွင်းကမှပြန်ကြည့်ခြင်းသေးရဲ့နောက်ပြန်လှည့်ကြည့်မယ်ဆိုရင်အထိုက်လျောက်မြင်ရသေးတယ်ဟုတ်လားခုဖြစ်ခဲ့တဲ့ကိစ္စတွေကဘာမှလည်းမမြင်ရတော့ဘူးထာဝရဘာဖြစ်သွားတော့ပြီးဆုံးပြောက်ကွယ်သွားတာအဲ့ဒီအချက်ကိုဘယ်လောက်ထိမြင်မလဲမြင်ရင်အဲ့ဒါပညာပဲအဲ့ဒါဝိပဿနာပညာလို့လဲဆိုမယ်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီအမှန်တရားကိုမြင်ဖို့ဆိုလို့ရှိရင်တတိပဋ္ဌာန်အလုပ်ကိုအထောက်ရမယ်နီးပညာပေးခဲ့တယ်အဲ့ဒီပညာကိုရခြင်းနီလန်းပေးခဲ့တယ်ဘယ်လိုပေးခဲ့တာတုံးဆိုတော့ပစ္စုပန်တိုင်းမှာဖြစ်နေတဲ့သဘာဝကိုလိုက်ပြီးတော့အတိမှတ်ပြုရမယ်အခုဒါဖြစ်တယ်သိလိုက်တယ်နောက်တစ်ခါဒါထပ်ဖြစ်နေတယ်သိလိုက်တယ်သူကလည်းတောက်လျှောက်ဖြစ်တယ်ပစ္စုပန်ကလည်းအချိန်တိုင်းပစ္စုပန်ဒီပစ္စုပန်ရောက်တာနဲ့သူ့အရင်ပစ္စုပန်ဟာမရှိတော့ဘူးအတိတ်ဆိုတဲ့ဟောဟာရနဲ့ပြီးဆုံးသွားပြီအတိတ်ဆိုလို့ကျတို့ကမနေ့တုန်းကမှမနှစ်တုန်းကမှအရင်ဘဝမှာအတိတ်လို့နားလည်ထားလို့မပြည့်စုံဘူးစောသောကဖြစ်ခဲ့တာကိုအတိတ်ဖြစ်သွားပြီဟုတ်လားအဲ့တော့ကျတို့အနိစ္စကိုနားလည်ခြင်းရင်ပစ္စုပန်ဖြစ်ခိုက်ယုံ nant သဘာဝအတွေ့အကြုံလေးတွေကိုလိုက်ပြီးတော့တတိနဲ့ကြည့်တဲ့ရမယ်အဲ့ဒီလိုလေ့ကျင့်တာကိုဒါတတိပဋ္ဌာန်အလုပ်အားထုတ်တယ်ခေါ်တာပါပဲအဲ့ဒါမြတ်စွာဘုရားတော့လွယ်ကူရာကနေစပေးတယ်ဝင်လေထွက်လေလေးကိုကြည်နေဝင်သွားတယ်ဆိုရင်လည်းဝင်သွားမှသိနေပါစေထွက်သွားပြီဆိုရင်လည်းထွက်သွားမှသိနေပါစေအဲ့ဒါပစ္စုပန်လေးကိုသိရရောက်တယ်သူကဝင်ပြီးသားထွက်ပြီးသားကိုသိခိုင်းတာမဟုတ်ဘူးမဝင်သေးတာမထွက်သေးတာကိုကြိုးပြီးတော့ဆင်ញင်ခိုင်းတာလည်းမဟုတ်ဘူးအခုလုံးလုံးစေဝင်သွားတော့ဝင်သွားတယ်လို့သိလိုက်တယ်ထွက်သွားတာကိုထွက်သွားတယ်လို့သိလိုက်တယ်အဲ့ဒီဝင်လေထွက်လေနဲ့ဒီခန္ဓာကိုယ်ကြီးရဲ့သဘာဝနော်အလွန်မှကိုပဲနှက်ဆိုင်စွာဆက်နေတယ်ပြောရရင်ဝင်လေထွက်လေဟာဒီခန္ဓာကိုယ်ကြီးရဲ့ဒီဘဝရဲ့အလွန်မှအခရာကျတဲ့အစိတ်အပိုင်းကြီးတစ်ခုပဲမဝင်မှုမထွက်ဘူးဆိုသေမှာနော်ဒါကြောင့်သူ့ကိုကောင်းကောင်းနားလည်အောင်လုပ်မယ်ဆိုရင်ဒီခန္ဓာရဲ့အကြောင်းဒီဘဝအကြောင်းကိုဘုန်းဘုန်းတို့အများကြီးနားလည်သွားနိုင်တယ်အဲ့ဒီနီးလေးကိုဘုန်းဘုန်းတို့ကြိုးစားကြည့်စိတ်ကလေးအေးထားစောစောပြောခဲ့တဲ့နော်သီလအခြေခံလေးကိုတက်နိုင်တယ်မြတ်ဖြူစင်အောင်ထိမ့်မယ်အခမ်းမသိလို့ပုထုသင်သဘာဝလောဘဒေါသကြီးလို့ပြက်တဲ့အခါလဲရှိမယ်ပြက်ရင်လဲစိတ်ဓာတ်မကြနဲ့ပြန်ဆောက်တည်မယ်သူကပြန်ဖြူစင်တာပဲသူကပြန်ဆောက်တည်ဒါကိုအလေးနဲ့ထားဖို့လိုမှာပေါ့နော်ဆောက်တည်ပြီးလို့ရှိရင်ဘုံတို့အဲ့ဒီဝင်လေထွက်လေလေးကိုမှတ်တဲ့အလုပ်လေးကိုလုပ်တိတဲ့အလုပ်လေးကိုလုပ်လို့ရှိရင်သူကစိတ်ကအထိုက်လဲရောက်တည်ငြိမ်လာတယ်တည်ငြိမ်လာတဲ့အချိန်မှာအော်ဒီလိုပဲပြီးဆုံးပြောက်ွယ်သွားနေတာပါလားနောက်ထပ်တစ်ခုထပ်ဖြစ်တာပါလားနောက်ထပ်တစ်ခုထပ်ဖြစ်တာပါလားလို့သဘာဝတွေရဲ့ထပ်ဖြစ်လာတဲ့သဘောဖြစ်လာတိုင်းသောသဘာဝဟာလေတောက်လျှောက်ပြီးဆုံးသွားတယ်ဆိုတဲ့သဘောကိုဘုံဘုံတို့ဖြည်းဖြည်းနဲ့ရိပ်မိလာနိုင်တယ်အဲ့ဒါဘာတုံးဆိုတော့ပညာအနိစ္စကိုသိတာပညာအဲ့ဒီလိုပညာကုလို့တရားနာရင်နဲ့ရနိုင်တယ်ဟုတ်လားတရားနာရင်နဲ့အခုဘုံဘုံပြောတာကိုနားထောင်နေရင်နဲ့ကိုပဲဟိုတတိပဋ္ဌာန်တရားကိုအားထုတ်လို့သိတဲ့အဆင့်တော့ဟုတ်ကောင်းမှဟုတ်မယ်ပေါ့ဒါပေမဲ့ तू လည်းသူ့အဆင့်လေးနဲ့ तू တော့သိတာပဲ
ဒီအတိလည်းတန်ဖိုးရှိတာပဲဆိုရပါစို့ကျွတ်တို့တောင်ကြီးတစ်လုံးကိုတမိုင်လောက်ကလှမ်းကြည့်မယ်ဆိုရင်လည်းမြင်ရတယ်အဲ့ဒီတောင်ကြီးဒီသွားရင်လည်း၄ဖာလုံးလောက်ရောက်မှလှမ်းကြည့်မယ်ဆိုရင်လည်းမြင်ရတယ်ဒါပေမဲ့မြင်တာတော့မတူတောင်ကြီးကတော့ဒီတောင်ပဲတစ်ဖာလုံးလောက်ရောက်တော့ကြည့်မယ်ဆိုရင်တော့ပို့ပြီးတော့အသေးစိတ်မြင်ရမှာပေါ့ဟောဒီသဘောလေးကိုပြောတာအဲ့တော့အနိစ္စသဘောတွေကိုတရားအထုတ်ရင်းနဲ့သိလို့ရတယ်လို့တဘာဝကြကြအကျိုးတဲ့အကြောင်းတဲ့နောက်ခိုင်မာဟောထားတဲ့ဒေသနာတွေကိုနာယူရင်းနဲ့လည်းသိနိုင်တယ်အခုအဲ့ဒါကိုဘုံဘုံကပြောနေတာပညာကုသိုလ်အဲ့ဒီပညာကုသိုလ်ကကုသိုလ်ကောင်းမှုတွေထဲမှာသူကအကျိုးပေးအကြီးကျယ်ဆုံးပဲဟုတ်လားဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိတာမြင်တာနားလည်တာပညာဆိုတော့ဘဝရဲ့အကြောင်းကိုသိဖို့အတွက်နောက်ထပ်အလွန်မှသိလိုက်ရင်အကျိုးရှိသွားမဲ့အမှန်တရားတစ်ခုရှိသေးတယ်အဲ့ဒါကဘာလို့ဆိုတော့မရဏသောသောကပြောတာကအနိစ္စဆိုတာကခဏတိုင်းပြီးဆုံးနေတဲ့သဘောကိုအနိစ္စလို့ပြောတာမနေ့ကသမင်းစားခဲ့တာကောင်းတာမကောင်းတာတာထပြီးခဲ့ပြီရှိတော့အဲ့ဒီနီးနဲ့အရင်နေ့တွေအရင်လတွေစားခဲ့တောက်ခဲ့တာတွေဒီလိုပြီးခဲ့တာနောက်ထပ်လက်ထပ်စားကြအောင်မှာပဲစားတိုင်းလည်းပဲပြီးအောင်မှာပဲဒီသဘောကိုပြောတာအဲ့ဒါဘာတော့အနိစ္စနောက်ထပ်ပညာကုသိုလ်ဘုံဘုံတို့ပြည့်စုံရနိုင်ဖို့အတွက်သိရမယ့်အမှန်တရားတစ်ခုရှိသေးတယ်အဲ့ဒါဘာတော့မရဏဆိုတာတဘောရဲ့အပီးပြီးရတဲ့သဘောဟောဒါအမှန်တရားနော်ဘယ်ရာနဲ့မှဒါကြီးမဖြစ်အောင်လုပ်လို့မရဘူးကာကွယ်လို့မရဘူးစောင့်ရှောက်လို့မရဘူးဒီဘေးကတင့်ကိုတင့်မှာဒီအန္တရာယ်ကကြုံကိုကြုံရမှာကျွတ်တို့ကဘဝရဲ့ပုံမှာအမှန်မမြင်ညာသေးတဲ့အခါကျတော့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုအမှန်မမြင်ညာသေးတဲ့အခါကျတော့ဘဝပျက်စီးသွားမှာကိုဘုန်းဘုန်းတို့ကအလွန်ကြောက်တယ်ဒီတိုင်းလေးဒီအခြေအနေလေးနဲ့ဘုန်းဘုန်းတို့ကအမြဲတမ်းတီးနေခြင်းတယ်အသက်တွေဘလောက်ကြီးလို့မှနော်သေခြင်းတရားကိုလွယ်လွယ်ကူကူလက်ခံနိုင်သွားတယ်ဆိုတာမရှိဘူးအသက်ကြီးုံနဲ့လက်ခံနိုင်တဲ့အစွမ်းရှိမလားဘူးပညာဉာဏ်ကြီးမှလက်ခံနိုင်လားဒါသဘာဝကြီးကိုတော့ဒီသေခြင်းဆိုတဲ့သဘာဝကိုလေဘုန်းဘုန်းတို့ကထက်ခါသူ့ကိုနော်ကြည်ခြင်းအားဖြင့်ဒါကြီးကဒီလိုဖြစ်မဲ့သဘောပါလို့စိတ်နဲ့သူ့ကိုကြိမ်ဖန်များစွာတွေ့ပေးခြင်းအဖြစ်သူ့ရဲ့အကြောင်းကိုပိုနားလည်လာနိုင်တယ်။ဘုန်းတို့သိခြင်းတရားကိုဆယ်ကားစဉ်းစားတာနဲ့အခါတရားစဉ်းစားတာသိပုံချင်းမတူနိုင်ဘူး။ဒါကြောင့်မြတ်စွာဘုရားကဘာဝိတာဘဟုလိကတာကြိမ်ဖန်များစွာဒီအသိဉာဏ်ကိုရအောင်ပွားများရမယ်။ဆိုလိုတာကထက်ခါဆင်ခြင်ရမယ်နှလုံးသွင်းရမယ်။ဒါမှသူကမြင်မာတဲ့အရည်အသွေးရှိတဲ့ဉာဏ်ပညာပေါ်နိုင်တာသူအရည်အတွက်ကဒီနေရာမှာအရည်ချင်းကိုသူကအများကြီးအကျိုးကျေးဇူးပြုနေတယ်ကျန်တဲ့နေရာမှာအရည်အတွက်နဲ့အရည်ချင်းနဲ့မဆိုင်တာတွေရှိကောင်းရှိနိုင်တယ်သို့တော့ဒီအမှန်တရားကိုသိအောင်လုပ်တဲ့ကိစ္စမှာအရည်အတွက်ဒီအရည်အသွေးကိုအများကြီးအကျိုးကျေးဇူးပြုနေတယ်ဟုတ်လားဆိုကြပါစို့ဝင်လေထွက်လေကို15မိနစ်လောက်မှတ်မယ်အချိန်ပေါင်းဘယ်လောက်ရမလဲတနာရီလောက်သိနေမယ်ဆိုရင်အချိန်ပေါင်းဘယ်လောက်သိမလဲအရေးအတွက်များသိနိုင်လေသူအရေးအသွေးမြင့်လေဖြစ်မယ်ဟုတ်လားဒါဘုံဘုံကတဘာဝကြစဉ်းစားပြီးတော့ပြောကြည့်တာနော်အဲ့လိုပဲသေခြင်းတရားကိုလည်းချိန်ဖန်များစွာဆင်ခြင်ကိုတယောက်တည်းရဲ့သေခြင်းနေမကဘူးဘေးကကိုချစ်ရတဲ့မျက်နှိုးရတဲ့လူတွေရဲ့သေခြင်းကိုပါဆင်ခြင်ရမယ်ကိုနဲ့မသိတဲ့လူတွေရဲ့သေခြင်းကိုပါဆင်ခြင်ရမယ်နောက်ဆုံးသက်ရှိတရားဝါအားလုံးတို့ရဲ့သေခြင်းတရားကိုဆင်ခြင်ရမယ်အကုန်လုံးဟာဒီလိုနဲ့အပီးကြီးပြီးသွားမယ်အရာတွေကြီးပဲဆိုအဲ့ဒီအတိဟာကျွတ်တို့ရဲ့စိတ်ကိုအများကြီးဉာဏ်ပညာကိုဖြစ်စေတယ်အဲ့ဒီဉာဏ်ပညာကလိုချင်မှုမမောမှုတွေကိုလျော့နေစေလိမ့်မယ်မကျေနပ်မှုစိတ်တိုင်းမကြမှုတွေကိုလျော့နေစေလိမ့်မယ်မောဟနဲ့ရင်လောဘနဲ့ဒေါသနေသမြဲပဲဒါကိုဓာတ်ရိုက်ပြောလိုက်တာအမှန်သိလေလိုချင်မှုမမောမှုနဲလေပဲအမှန်သိလေမကျေနပ်မှုစိတ်တိုင်းမကြမှုနဲလေပဲအဲ့ဒီမကျေနပ်မှုစိတ်တိုင်းမကြမှုနဲလေလိုချင်မှုနဲလေဒီလူရဲ့စိတ်နှလုံးဟာချမ်းသာလေငြိမ်းအေးလေပဲနော်ကျွတ်တို့လိုချင်တာတွေမမောတာတွေများရင်များသလောက်စိတ်ပူလောင်ရလိမ့်မယ်ဆင်းရဲရလိမ့်မယ်နော်
လိုမကြတာတွေများရင်များတော့ကျွတ်တို့ရဲ့စိတ်တွေပူလောင်ရလိမ့်မယ်ဆင်းရဲလိမ့်မယ်လိုချင်မှုနဲ့ဒီမကျေနပ်မှုလို့ဆိုတဲ့လောဘဒေါသဟာနောက်ဆက်တွဲတောကတွေနော်ဒေါမနတတွေကိုဖြစ်ပေါ်စေတယ်ဆိုတာကတိတိကျကျစဉ်းစားကြည့်လေအဖြေကရှင်းလေပဲကျွတ်တို့သုံးတရားစိတ်ဆင်းရဲတိုင်းငါဘာရခြင်းလို့တော့ဘာလိုခြင်းလို့တော့ဘာဖြစ်ခြင်းလို့တော့ဆိုတာဘုံဘုံတို့အမိဖမ်းနိုင်ဖို့လိုလိမ့်မယ်ဟုတ်လားအဲ့ဒါလို့စိတ်ရဲ့ပူလောင်ကြောင်းဖြစ်တဲ့လှုပ်ရှားကြောင်းဖြစ်တဲ့လောဘဒေါသကိုကျွတ်တို့ကအတိဉာဏ်ဖြင့်လျော်နေစေရမယ်ပေါ့အဲ့ဒီအတိဉာဏ်ရအောင်ကျွတ်တို့ဟာမရဏကိုကြင်ဖန်များစွာဆင်ញင်ရမယ်နှလုံးသွင်းရမယ်သူအလွန်ထိရောက်တဲ့နေ့ဒါကြောင့်မြတ်စွာဘုရားသူ့ကိုဆင်ញင်လို့ရှိရင်လေတဲ့အကျိုးကျေးဇူး9မျိုးရမယ်လို့ဟောဧကဓမ္မောဘိက္ခွေဘာဝိတောဘဟုလိကတောဧကန္တနိဗ္ဗိဒာယဝိရာဂာယနိရောဓာယဥပသမယအဘိညာယတံဘောဓာယနိဗ္ဗာနာယတံဝတ္တန္တိတဲ့ဒါမြတ်စွာဘုရားရဲ့မူရင်းစကားလေးသိခြင်းလို့ဆိုတဲ့တခုသောတရားကိုကြင်ဖန်များစွာဆင်ခြင်မယ်နှလုံးသွင်းမယ်အမှတ်ရနေမယ်ဆိုလို့ရှိရင်ဧကန္တနိဗ္ဗိဒာယသေချာပေါက်ဘဝရဲ့အပေါ်မှာညင်းငွေတဲ့ဉာဏ်ကိုရကိုရမယ်ဘဝဟာပျော်မွေ့စရာကောင်းတဲ့ဖက်တွယ်ထားစရာကောင်းတဲ့သိမ့်ပိုက်ထားစရာကောင်းတဲ့အရာမဟုတ်ဘူးဘဝဟာဒုက္ခသဘောလို့နားလေတဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာညင်းငွေတဲ့ဉာဏ်ကိုတေချာပေါက်ရကိုရမယ်အလွန်မြင့်မားတဲ့ဉာဏ်ကိုရနိုင်တယ်ဝိရာဂာယဘဝရဲ့ပုံမှာဆွဲမဲ့မှုတောင်ကင်းသွားနိုင်တယ်နိရောဓာယဆွဲမဲ့မှုကင်းတဲ့အတွက်ကြောင့်ဘဝဒုက္ခတွေချုပ်ငြိမ်းသွားနိုင်တယ်သုံးခုတွဲမှတ်မယ်နော်ဧကန္တနိဗ္ဗိဒာယဘဝရဲ့ပုံမှာညင်းငွေတဲ့ဉာဏ်ကိုရမယ်ဝိရာဂာယဘဝရဲ့ပုံမှာဆွဲမဲ့မှုကင်းမယ်နိရောဓာယဘဝဒုက္ခတွေချုပ်ငြိမ်းသွားမယ်ဥပဒမာယတဲ့ဘဝမှာနေတုန်းကလည်းနှလုံးစိတ်ဝမ်းကိုငြိမ်းအေးစေလိမ့်မယ်ဒါရိုက်ဟောတာနော်သေခြင်းကိုဆင်ခြင်လေးနှလုံးစိတ်ဝမ်းဟာငြိမ်းအေးလေပဲဘာလို့ငြိမ်းအေးတာတော့မြုပ်ကွက်ကလေးကိုတော့မြင်ဖို့လိုတယ်သေခြင်းကိုဆင်ခြင်ရင်ပညာထက်မယ်ပညာထက်ရင်လောဘဒေါသနည်းမယ်လောဘဒေါသနည်းရင်လောဘဒေါသကြောင့်ဖြစ်ရတဲ့ပူလောင်မှုပင်ပန်းမှုဆင်းရဲမှုတွေကအလိုလိုနည်းသွားမယ်ကိုလျှော့ရမလို့ကိုလျှော့လို့လည်းမရဘူးနော်ကိုလျှော့လို့သာရရင်လူတိုင်းစိတ်ချမ်းသာနေမှာပါလောဘဒေါသနည်းမှရော့သွားမယ်ကိစ္စဒီဥစ္စာကဟုတ်လားလောဘဒေါသနည်းခြင်းရင်လည်းပညာဉာဏ်ကြီးရမယ်အမှန်သိမှုအားကောင်းရမှာနော်အမှန်သိမှုအားကောင်းခြင်းလို့ရှိရင်လည်းအမှန်တရားနဲ့စိတ်ကိုခဏခဏမလုပ်ရမှာတော့တွေ့ရမယ်တွေ့ပေးရမယ်ဒါကြောင့်မရဏဆိုတာကိုလည်းဘုန်းဘုန်းတို့ကအများကြီးသဘောပေါက်အောင်စဉ်းစားရမယ်ဘာပဲဖြစ်ဖြစ်ဘာကြီးပဲဖြစ်အောင်လှုပ်ထားတာဘာပဲမဖြစ်မဖြစ်တရားဝတိုင်းဟာပြီးတော့ဒီလိုပဲသေဆုံးပြောက်ွယ်သွားကြရတာပဲဒီအချက်ကြီးကဘဝရဲ့အကြီးမားဆုံးသောအပြစ်အနာစာကြီးပဲတကယ်တမ်းကဒါကြောင့်သူ့ကိုမြင်လို့ရှိရင်ခုနပြောတယ်အကျိုးကျေးဇူး9မျိုးခု4မျိုးပြောပြီးသွားပြီနော်ဧကန္တနိဗ္ဗိဒာယဝိရာဂာယနိရောဓာယဥပသမယပြီးတော့ဘာလို့အဘိညာရတဲ့ရုပ်တည်နေရဲ့အနိစ္စဒုက္ခအနတ္တသဘောကိုနော်ထူးသောဉာဏ်ဖြင့်သိမယ်တဲ့ဝိပဿနာဉာဏ်ရမယ်လို့တောင်ပြောတာနော်သိခြင်းကိုဆင်ခြင်လို့ရှိရင်အဘိညာရပြီးတော့တန်ဘောဓာယဆိုတာသစ္စာလေးပါးကိုထိုးထွင်းသိတယ်မဲ့ဉာဏ်ကိုရမယ်လို့ပြောတာနိဗ္ဗာန်ယတံဝတ္တတိဖိုဉဏ်ဖြင့်ဒီဘဝတည်းနိဗ္ဗာန်ချမ်းသာကိုကြင်ဖန်များစွာမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အည်အသွေးကိုတောင်ရမယ်လို့ဟောတာဘလောက်ကောင်းတော့နော်ဘာကိုဆင်ခြင်ရင်ဒီအကျိုးကျေးဇူး9မျိုးရမှာတော့သေခြင်းကိုဆင်ခြင်မရဏဟုတ်လားတော့စောစောကဘုံဘုံပြောလိုက်တာကအနိစ္စခုပြောတာကမရဏဒါအမှန်တရားတွေပေါ့အဲ့ဒီအမှန်တရားတွေကိုသိရင်သိသလောက်အဲ့ဒါပညာကုသိုလ်ဖြစ်တယ်လို့ခေါ်တာကုသိုလ်တွေကတူရာစုလိုက်ရင်ဒါနကုသိုလ်ရှိတယ်သီလကုသိုလ်ရှိတယ်တမာရီကုသိုလ်ရှိတယ်ပညာကုသိုလ်ရှိတယ်အစဉ်တိုင်းပဲအဲ့ဒါပညာကုသိုလ်ကအဆင့်အမြင့်ဆုံးပဲဖခင်အချီးမွမ်းဆုံးပဲဘာလို့လဲဆိုတော့သူကလူကိုချမ်းသာမှုတည်းဟူသောအကျိုးသက်ရောက်မှုအကြီးမားဆုံးဖြစ်လို့ဒါကြောင့်ဘုန်းတော်ဣတိယပါဠိတော်မှာပညာပရိဟိဏသုတ်တံဆိုတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားပညာရအောင်လုပ်ကြပညာမရဘူးဆိုရင်လောကမှာအဲ့ဒါအကြီးမားဆုံးအဆိုးဝါးဆုံးဆုံးရှုံးမှုပဲလို့အဲ့လိုဟောတာပညာရမယ်ဆိုရင်တော့လောကမှာအဲ့ဒါဘာမှမဆုံးရှုံးမဲနဲ့ပြည့်စုံမှုနဲ့နေရပညာကိုအဲ့လောက်ထိမြတ်စွာဘုရားတန်ဖိုးထားတယ်ဆွေမျိုးတွေရဲ့ပျက်စီးသွားတာတွေရှိတယ်ဆွေမျိုးတွေပြည့်စုံပြီးတော့အတိုင်းနဲ့အဝိုင်းနဲ့ပြောစရာကောင်းတဲ့အနေထားတည်းရလဲလူဘဝမှာအကြောင်းအားလျော်စွာရတတ်တယ်အခက်မသိရင်လည်းဒါတွေပြက်သွားတာလဲကျုံရတတ်တယ်အဲ့ဒီဆွေမျိုးတွေပြည့်စုံသည်ဖြစ်စေပျက်စီးသည်ဖြစ်စေအဲ့ဒါသိအရေးမပါဘူးတဲ့မြတ်စွာဘုရားမပြောပလောက်ပါဘူးတဲ့ပညာရခြင်းမရခြင်းကတော့အလွန်မှပြောပလောက်တယ်
ညာပြည့်စုံရင်အလုံးမချီးမွမ်းလိုက်တယ်ပြည့်စုံခြင်းထဲမှာသူ့အမြတ်ဆုံးပဲပညာမပြည့်စုံဘူးဆိုရင်အဲ့ဒါဆုပ်ယုပ်ခြင်းထဲမှာသူ့အဆိုးဆုံးပဲလို့အဲ့လိုဟောတယ်အဲ့လိုပဲဥစ္စာစီးပွားတွေပြည့်စုံခြင်းရှိတယ်ဆုပ်ယုပ်ခြင်းရှိတယ်ဟုတ်လားဥစ္စာစီးပွားတွေပြည့်စုံသည်ဖြစ်စေဆုံးရှုံးသည်ဖြစ်စေပညာပြည့်စုံတာဆုံးရှုံးတာနဲ့နှိုင်းစာမယ်ဆိုရင်ဥစ္စာစီးပွားရဲ့ပြည့်စုံခြင်းဆုံးရှုံးခြင်းဟာဘာမှမပြောပါတော့ဘူးလို့အဲ့လိုဟောတယ်မြတ်စွာဘုရားနော်ရွှေမျိုးလည်းအဲ့တိုင်ဟောတယ်ပစ္စည်းဥစ္စာလည်းအဲ့တိုင်ဟောတယ်ပြီးတော့ယတတဲ့အချမ်းရံတွေကြောကြားမှုတွေအဲ့ဒါတွေပြည့်စုံတာရှိနိုင်တယ်ဆုံးရှုံးတာရှိနိုင်တယ်သူတို့ပြည့်စုံသည်ဖြစ်စေဆုံးရှုံးသည်ဖြစ်စေသိအရေးမပါဘူးပညာပြည့်စုံရင်အမြတ်ဆုံးပဲပညာဆုံးရှုံးရင်တော့အယုတ်ဆုံးပဲလို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟောဆိုပညာရဲ့လူစိတ်ရဲ့အပေါ်မှာအကျိုးသက်ရောက်မှုဟာကြီးမားလွန်းလို့သူမရှိရင်ဘုန်းဘုန်းတို့ဘာဖြစ်မလို့သူရှိရင်ဘာဖြစ်မလို့အဲ့ဒါကိုဘုန်းတို့ပညာပရိဟိနသုတ်တံမှာမြတ်စွာဘုရားသုံးသပ်ပြတယ်ပညာရှိမယ်ဆိုလို့ရှိရင်တဲ့အဝိဂါတံအနုပါယတံအပရိလာဟံကာယတဗေဒပရမရဏသုဂတိပါတိကင်္ခအကျိုးကျေးဇူးနှစ်မျိုးဟောတယ်အဝိဂါတံဆင်းရဲခြင်းမရှိဘဲနဲ့အနုပါယတံပင်ပန်းခြင်းမရှိဘဲနဲ့အပရိလာဟံပူလောင်မှုမရှိဘဲနဲ့အခုပစ္စုပန်မှာဒိဋ္ဌေဝဓမ္မေအခုလောလောဆယ်မှာကိုပဲဒုက္ခံဝိရတိချမ်းသာသာနေရမယ်ပညာရှိရင်လောလောဆယ်ကိုပဲဘုန်းတို့စိတ်ကလေးဟာမဆင်းရဲဘဲနဲ့မပင်ပန်းဘဲနဲ့မပူလောင်ဘဲနဲ့သူကချမ်းသာတယ်သက်သာတယ်ငြိမ်းအေးတယ်လို့ဓာတ်ရိုက်မပြောဘဲနဲ့ဘယ်လိုပြောတာတော့မဆင်းရဲပဲနဲ့လို့ပြောတယ်နော်မပင်ပန်းပဲနဲ့လို့ပြောတယ်နော်မပူလောင်ပဲနဲ့လို့ပြောတယ်ဒါကိုပို့ပြီးတော့နားလည်မှုကျေပြန့်အောင်ဘုန်းတို့ဘယ်လိုနားလည်မလို့မဆင်းရဲပဲနဲ့ဆိုတော့ချမ်းသာတယ်ပေါ့မပင်ပန်းပဲနဲ့ဆိုတော့တက်တော့တက်တာလေးရှိတယ်ပေါ့စိတ်ကလေးဟုတ်လားမပူလောင်ပဲနဲ့ဆိုတော့ငြိမ်းအေးတယ်ပေါ့အဲ့ဒါလိုပြစ္ဆုတ်ပံမှာအဲ့လိုနေရတယ်ပြီးတော့ဒီခန္ဓာကိုပြည့်ချိန်ကြလို့ပြည့်ပြီဆိုရင်ကျွတ်တို့ကဘဝရဲ့ပေါ်မှာဒုက္ခသစ္စာလို့ပိုင်းခြားပြီးတော့မသိသေးတဲ့တို့ကြောင့်ဘဝရဲ့ပေါ်မှာမမောတဲ့သဘောတွေကကျွတ်တို့မှာရှိနေတယ်အဲ့ဒါကိုဘဝတဏှာလို့ခေါ်တယ်အဲ့ဒီဘဝတဏှာရှိနေရင်ဘုံဘုံတို့ဟာဘဝကိုထပ်ပြီးတော့ရခြင်းသည်ဖြစ်စေမရခြင်းသည်ဖြစ်စေဘုံဘုံတို့ဟာဘဝတစ်ခုခုကထပ်ပြီးတော့ဖြစ်မယ်ဘယ်လိုဘဝမျိုးဖြစ်မှာတုံးဆိုတာတော့ကိုယ်တသက်လုံးထားခဲ့တဲ့စေတနာတွေတေဂာနီးမှာဖြစ်ပေါ်တဲ့စိတ်အခြေအနေတွေအဲ့ဒါတွေပေါ်မှာမူတည်ပြီးတော့အကောင်ဆိုတော့ကွဲသွားမယ်ကောင်းရင်ကောင်းမယ်ဆိုရင်ဆိုမယ်အကယ်၍ပညာရှိအောင်လုပ်မယ်ဆိုလို့ရှိရင်အဆိုးကိုမမျှော်လင့်နဲ့သေချာပေါက်ကောင်းလိမ့်မယ်တဲ့ကာယတဗေဒပရမရဏသုဂတိပါတိကင်္ခခန္ဓာကိုယ်ပြည့်ချိန်ကြလို့ပြည့်ရပြီဆိုရင်နောက်ထပ်ဘဝတစ်ခုရတဲ့အခါမှာအလွန်ကောင်းမွန်တဲ့ချမ်းသာတဲ့ဘဝကိုရမယ်လို့ဟောတယ်ဘလို့အကိုတိုက်တော့အကယ်၍ပညာသာမရဘူးဆိုရင်တော့ဟောသူနဲ့ဆန့်ကျင်ပဲဟောလိုက်မယ်နော်သာဝိဂါတံသဥပယတံသပရိလဟံကာယတဗေဒပရမရဏဒုက္ခတိပါတိကင်္ခစိတ်ကလေးကဆင်းရဲနေရမယ်ပညာမရှိရင်ဆင်းရဲနေရမယ်ဘယ်လိုနည်းနဲ့ဆင်းရဲမှာလဲသဝိဂါတံဆင်းရဲခြင်းနဲ့တကွဖြစ်သောနော်သဥပယတံပင်ပန်းခြင်းနဲ့တကွဖြစ်သောသပရိလဟံပူလောင်မှုနဲ့တကွဖြစ်သောအဲ့တော့စောတော်တုန်းကစကားလေးနဲ့ဆက်မယ်နော်ပညာနဲ့နေမယ်ဆိုရင်တော့မဆင်းရဲဘူးမပင်ပန်းဘူးမပူလောင်ဘူးပညာမရှိဘူးဆိုရင်တော့ဆင်းရဲမယ်ပင်ပန်းမယ်ပူလောင်မယ်အဲ့တော့ကျတို့ကအမှန်တိုင်းသိမနေဘူးဆိုရင် तू ကအလိုလျောက်အမှားသိကြီးကဖြစ်နေတယ်အဲ့ဒီအမှားသိရဲ့နောက်မှာအမှားသိဆိုတာကိုဝိဇ္ဇာခေါ်တာပေါ့မောဟခေါ်တာပေါ့တကယ်ဖြစ်နေတာတစ်မျိုးကိုယ်စိတ်ကထင်မြင်နေတာနားလည်နေတာသိနေတာကတစ်မျိုးဖြစ်နေတယ်ထပ်တူမကြဘူးအဲ့ဒါဘာခေါ်တော့အဝိဇ္ဇာမောဟပေါ့အဲ့ဒီမောဟအခြေခံဖြစ်နေလို့ရှိရင်လူလားပဲကောင်းတဲ့အာယုန်နဲ့တွေ့တာနဲ့ကျွတ်တို့ရဲ့စိတ်ကအလိုလျောက်လောဘနဲ့တုံ့ပြန်ပြီးသားလောဘဖြစ်ပြီးသားမကျေနပ်ဖွယ်အာယုန်အနိဋ္ဌာနဲ့တွေ့တာနဲ့ကျွတ်တို့ရဲ့စိတ်ကဒေါသဖြစ်ပြီးသားအဲ့ဒီလောဘဒေါသဖြစ်ပြီးဆိုရင်ဆိုတော့ဘုံဘုံပြောခဲ့တယ် तू ကပူလောင်ကြောင်းပင်ပန်းကြောင်းပဲအဲ့ပူလောင်ရလိမ့်မယ်ပင်ပန်းရလိမ့်မယ်အဲ့ဒါပညာမရှိခြင်းရဲ့နောက်ဆက်တွဲကလောဘဒေါသဖြစ်မှာပဲလောဘဒေါသဖြစ်ရင်ပူလောင်ရမှာပဲပင်ပန်းရမှာပဲဒါကြောင့် तू ကပညာရှိရင်လောဘဒေါသမဖြစ်ဘူးလောဘဒေါသမဖြစ်ရင် तू ဟာလောဘဒေါသကြောင့်ဖြစ်မဲ့ဆင်းရဲမှုပင်ပန်းမှုပူလောင်မှုတွေမဖြစ်ဘူးလို့ပြောတာအဲ့တော့မဆင်းရဲတာကိုပဲဆင်းရဲမှုမဖြစ်တာကိုပဲကျွတ်တို့ချမ်းသာတယ်လို့ယူဆလို့ရတယ်ပင်ပန်းမှုမဖြစ်တာကိုပဲကျွတ်တို့တတ်တာတယ်လို့ယူဆလို့ရတယ်ပူလောင်မှုမဖြစ်တာကိုပဲငြိမ်းအေးမှုလို့ကျွတ်တို့ယူဆလို့မရဘူးလားရတယ်အဲ့ဒါဘဝမှာ
ချမ်းချမ်းသာသာတတ်တော့တတ်တာငြိမ်းငြိမ်းအေးအေးလေးကျွတ်တို့ဖြတ်တန်းသွားခြင်းတယ်ဆိုလို့ရှိရင်ပညာရှိအောင်လုပ်ရမယ်ဟုတ်လားအဲ့ဒါသူကလောလောဆယ်တင်ချမ်းသာသေးုံမြမကဘူးနော်သိပြီးတဲ့နောက်လည်းကောင်းတဲ့ဘဝကိုပို့နိုင်တဲ့အစွမ်းသူ့မှာရှိတယ်သူမရှိဘူးဆိုရင်တော့သိပြီးတဲ့နောက်မှာလည်းယုံညံ့တဲ့ဘဝကိုရောက်ဖို့အလားအလာများတယ်လို့ဘုရားအဲ့တိုင်ဟောဟုတ်လားဒါကြောင့်ပညာဉာဏ်ရဖို့ဘုံဘုံတို့ဘာလုပ်ရမလို့ကြိုးစားရမယ်ဘယ်နည်းနဲ့ကြိုးစားမှာတုံးဆိုရင်အနိစ္စကိုသိဖို့ဆိုရင်တတိပဋ္ဌာန်ဘာဝနာနည်းနဲ့ကြိုးစားရမယ်ဆိုတော့အရေးအမြတ်ပြောခဲ့တယ်ပစ္စုပန်တိုင်းကိုသိအောင်ကြိုးစားအတိတံနာနာဂမေယနပတိကင်ခေအနာဂတံယရတိတံပဟိနန္တအပတ္တင်္စအနာဂတံအတိတ်ဆိုတာပြီးခဲ့ပြီမရှိတော့ဘူးဒါကြောင့်အတိတ်ကိုအစင်မလိုက်ဘူးအနာဂတ်ဆိုတာမရောက်သေးဘူးဒါကြောင့်အနာဂတ်ကိုလည်းပဲမျှော်မှန်းတောင့်တပြီးတော့မနေဘူးလို့ကိုယ့်ရဲ့စိတ်ကိုအရင်အဲ့ဒါလိုအသိဉာဏ်နဲ့ရှင်းလင်းပြစ်လိုက်နော်အတိတ်ဟာပြီးခဲ့ပြီငကိုယ်တော်ဟာတွေမျိုးနဲ့ခုနကတော့ဟာတောင်မရှိတော့ဘူးလို့အတိတ်ရဲ့လွှမ်းမိုးမှုအတိတ်ရဲ့အပေါ်မှာမှားယွင်းစွာမှတ်ထင်နေလို့ဖြစ်ပေါ်လာတဲ့ကိလေသာပူလောင်မှုတွေကိုမဖြစ်အောင်အတိတ်ဟာမရှိတော့ဘူးလို့နားလည်မှုရှိဖို့လိုတယ်အနာဂတ်ဟာလည်းမရောက်သေးဘူးကျိုးနေလို့ရတာမဟုတ်ဘူးဒါကြောင့်အနာဂတ်ကိုလည်းဘာမှတောင့်တမနေနဲ့တောင့်တလို့လည်းကိုတောင့်တတာကတောင့်တယုံနဲ့ရတာမဟုတ်ဘူးအကြောင်းတရားရှိမှရတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားအတိတ်ဟာပြီးခဲ့ပြီဒါကြောင့်အတိတ်ကိုအစင်မလိုက်နဲ့အနာဂတ်ဟာမရောက်သေးဘူးဒါကြောင့်အနာဂတ်ကိုမတောင့်တနဲ့ဒါနဲ့ဘယ်လိုနေရမှာတုံးဆိုတော့ပစ္စုပန်နေဇာယောဓမ္မတထတထဝိပတ္တိအတ္တံဟိတံအတ္တင်ကုပ္ပံတံဝိရာမနုပြုဟေအခုလောလောဆယ်ဖြစ်နေတာလေးကိုအတိအမှတ်လေးပြုတ်ပြီးတော့နေကြည့်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလိုနေတဲ့အခြေအနေလေးကနော်လောဘဒေါသကိုမဖြစ်စေဘူးအဲ့ဒါလိုလေးနေမယ်ဆိုရင်ကျွတ်တို့တတိကလေးနဲ့နေမယ်ဆိုရင်ပစ္စုပန်ကိုအတိအမှတ်ပြုတ်ပြီးတော့နေမယ်ဆိုလို့ရှိရင်ကျွတ်တို့တွေ့ရတဲ့ကြုံရတဲ့အာယုန်တွေကကျွတ်တို့ကိုလောဘဖြစ်အောင်လည်းဖျားရောက်မသွားနိုင်ဘူးကျွတ်တို့ကိုဒေါသဖြစ်အောင်လည်းမဖြစ်စည်းနိုင်ဘူးအတ္တံဟိတံအတ္တင်ကုပ္ပံစကားလေးနှလုံးကအရင်ကောင်းတယ်အတ္တံဟိတံဆိုတာသူကသွေးဆောင်ဖျားရောက်တာစိတ်ကဖျားရောက်ခံရတာဘယ်သူကဖျားရောက်တာတုံးဆိုတော့အိဋ္ဌာယုံကနေပြီးတော့ကျွတ်တို့ရဲ့စိတ်ကလေးကိုလောဘဖြစ်အောင်လှုပ်လိုက်တာကိုအဲ့ဒါဖျားရောက်တယ်လို့ခေါ်တာတကယ်တမ်းကျွတ်တို့တွေ့ရကြုံရတဲ့အာယုန်တွေကျွတ်တို့မြင်ရတဲ့ကြားရတဲ့စားတော့ရတဲ့တွေ့ရထိရတဲ့တွေ့ရကြံရတဲ့အနေထားတွေထဲမှာလိုချင်စရာနှစ်သက်စရာဘာမှရှိနေတာမဟုတ်ဘူးတော်ကျွတ်တို့ကသတိမရှိတော့အမှန်မသိတဲ့အခါကျတော့လိုချင်စရာမရှိတဲ့အရာတွေကိုပဲလိုချင်စရာကောင်းတယ်လို့ကျွတ်တို့စိတ်ကလွယ်မှားစွာမှတ်ထင်တယ်အဲ့ဒီချိန်မှာလိုချင်စရာကောင်းတဲ့နေနဲ့တွေ့တော့လောဘဖြစ်ရောအဲ့လောဘဖြစ်တာကိုမြတ်စွာဘုရားအလွန်မှလှလှပပလေးပြောထားတယ်အဲ့ဒါဖျားယောင်းခံရတာတဲ့အလိန်ခံရတာတဲ့နော်အကယ်၍ပိစုပန်ကိုမှန်မှန်ကန်ကန်သိနေမယ်ဆိုလို့ရှိရင်တတိပဋ္ဌာန်အလုပ်လုပ်နေမယ်ဆိုအဲ့ဒီအခိုက်အတန့်မှာကျွတ်တို့ရဲ့စိတ်ဟာလောဘဖြစ်အောင်အာယုန်တွေရဲ့နော်ဖျားယောင်းတာကိုမခံရဘူးကဲပြီးကျွတ်တို့ကအာယုန်လေးနဲ့တွေ့တဲ့အခါမှာအလိုမကျဖြစ်သွားစိတ်လည်းမကျဖြစ်သွားရှူးရှဲဖြစ်သွားတယ်ဆိုရင်ကျွတ်တို့စိတ်ကဒေါသဖြစ်သွားတယ်အဲ့ဒါကိုပျက်စီးတယ်လို့တင်စားပြောတယ်ဒေါသဖြစ်ရင်စိတ်ပြက်သွားတယ်စိတ်ကမကောင်းတော့ဘူးဒါကြောင့်တခါလေကျွတ်တို့ပြောနေတယ်လေငါစိတ်မကောင်းဘူးကွာဟုတ်လားတကယ်မကောင်းသွားတယ်နော်စိတ်ပြက်သွားတာအဲ့ဒါဘယ်သူမှဖျက်ဆီးလိုက်တာဆိုတော့ဒေါသကဖျက်ဆီးလိုက်တာနော်အနိဋ္ဌာယုံနဲ့ပေါင်းပြီးတော့နော်စိတ်ကဒေါသအဖြေစုထွက်အောင်သူကမောဟအခြေခံပြီးတော့ထုတ်လုပ်လိုက်တာပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားပြစ္ဆုတ်ပံမှာသာစိတ်ကလေးကိုနော်တတိကလေးနဲ့သိပြီးတော့နေနိုင်မယ်ဆိုလို့ရှိရင်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးအဲ့ဒါကိုလှလှပပလေးပြောတာနော်ဖြားယောင်းလည်းမခံရဘူးအဖြစ်စည်းလည်းမခံရဘူးတဲ့အဲ့ဒါဘုံဘုံဟောထားတယ်ကောင်းသောညဆိုတဲ့တရားထဲမှာအကျေတုံးနားထောင်ကြည့်အဲ့ဒီအကြောင်းအရာလေးကိုပြောထားတယ်နော်အဲ့ဒါပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာအဲ့လိုလောဘဒေါသမဖြစ်အောင်နေတဲ့နည်းဟာလောကမှာအမြင့်မြတ်ဆုံးနေနည်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနည်းနဲ့သူတို့ဟာကျွမ်းကျွမ်းကျင်ကျင်အားထုတ်ပြီးတော့နေကြတယ်လို့ဘုရားအဲ့လိုဟောတာဒါကဘုံဘုံကပညာရအောင်ကြိုးစားတဲ့နည်းလေးကိုပြောတာတနည်းအားဖြင့်အနိစ္စဆိုတဲ့အမှန်တရားကိုသိအောင်အတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာမရောက်သေးဘူးဒါကြောင့်အတိတ်ကိုလည်းပဲတောင်တွေးမြောက်တွေးပြီးတော့ပူလောင်မနေနဲ့အနာဂတ်ကိုလည်းသိပြီးတော့တခါတည်းမျှော်မှန်းပြီးတော့မနေနဲ့လောလောဆယ်လေးကိုအခြေခံပြီးတော့ပြစ္ဆုတ်ပံလေးကိုအရင်ပြုတ်ပြီးတော့နားလည်မှုပညာရအောင်ဘုန်းဘုန်းတို့ကြိုးစားပြစ္ဆုတ်ပံမှာနေတဲ့အလေ့အကျင့်တွေအလုပ်နော်ပြစ္ဆုတ်ပံလေးတိုင်းနေမယ်ဆိုရင်ကျွတ်တို့ရဲ့စိတ်ကဒီလောက်ကြီးဆင်းရဲတဲ့အကြောင်းမရှိဘူးကျွတ်တို့ဆင်းရဲတိုင်းပူလောင်တိုင်းအမိဖမ်းကြည့်လိုက်ဒင်းဘယ်ပြည့်နေလို့ဆင်းရဲပင်ပန်းနေတာတော့လို့စိတ်ကလေးကို
နော်ဆိုးသွမ်းတဲ့သားသမီးတို့သဘောထားပြီးတော့ဒင်းပဲပြည့်ပြည့်နေတာတော့သူအတိတ်သို့မဟုတ်အနာဂတ်ကိုရောက်နေတာကိုတွေ့ရလိမ့်မယ်အဲ့ဒီကနေတစ်ဆင့်သွားပူတာပဲဟုတ်လားအခုလုံးလုံးစေဘာပူစရာမှမရှိဘူးတကယ်ကလောလောဆယ်လေးကိုဘုံဘုံတို့နေတတ်ဖို့လိုတယ်အဲ့ဒါလေ့ကျင့်မှရမှာနော်ဒါခက်ခဲနဲ့နေတဲ့နေနီးထိုင်နီးတွေတကယ်ကခက်ခဲနဲ့နေတယ်ဆိုတော့သူ့ရဲ့ပင်ကတော့အရင်ကြီးခက်တယ်လို့မရှိပါဘူးကျွတ်တို့ကဒီနီးနဲ့မနေပဲနဲ့သူ့ရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်လို့ပစ္စလက်ခနေနေတဲ့အနေအထားမှာပဲအသားကျနေတဲ့ခါကျတော့ဒီအဓိပ္ပာယ်ရှိတဲ့တန်ဖိုးရှိတဲ့နေနီးကိုစိတ်ကသိပ်ပြီးတော့မကျွမ်းကျင်ဘူးအဲ့ဒါကြောင့်မို့လို့ခက်နေတာကျွတ်တော့ဖြစ်တယ်လို့လေးပဲနေလိုက်ချင်တာဘာမှလည်းသိပ်မကြိုးစားခြင်းဘူးဟုတ်လားဒါကြိုးစားတယ်ဆိုတာကစိတ်ကလေးကိုအမှန်သိအောင်အားထုတ်နေတဲ့သဘောမကောင်းတာမဖြစ်အောင်ကောင်းတာဖြစ်အောင်လုပ်နေတဲ့သဘောလေးကိုကြိုးစားတယ်လို့ပြောတာကျွတ်တို့ကြိုးစားတဲ့ကြိုးစားမှုတွေကသိအကျိုးမရှိတဲ့နေရာမှာကြိုးစားနေတာတွေတော့လည်းပဲရှိတယ်ဟုတ်လားဒါပေမဲ့တကယ်ကိုနော်ဆင်းရဲငြိမ်းသွားစေမယ်ချမ်းသာမှုနဲ့ပြည့်စုံသွားစေမယ်အလုပ်မျိုးတွေကြတော့ကျွတ်တို့ကသိပြီးတော့မကြိုးစားဖြစ်ကြဘူးပေါ့မကျွမ်းကျင်တာအဲ့ဒါကြောင့်ပေါ့နော်အလေးအကျင့်နည်းသေးလို့မကျွမ်းကျင်တာမကျွမ်းကျင်တော့ခက်တယ်ပြောတာပေါ့ဒါခက်တယ်လွယ်တယ်ဆိုတာကအလုတ်ရဲ့ပင်ကိုယ်တဘာဝပေါ်မှာလည်းပဲမူတီးနေသလိုနော်အလေးအကျင့်များခြင်းနည်းခြင်းပေါ်မှာလည်းမူတီးနေသေးတယ်ဆိုတာကိုကျွတ်တို့နားလည်ရမယ်ဒါကြောင့်တရားလေးလုပ်တဲ့အခါမှာခက်တာဆိုပြီးတော့လက်မလျှော့သေးခြင်းဘူးတရားကလူတွေထင်တဲ့လောက်ကြီးခက်နေတာတော့လည်းမဟုတ်ဘူးဟုတ်လားဘာကြောင့်ခက်နေကြတာများလဲလို့စဉ်းစားကြည့်ရင်ခုနပြောတယ်အလေးအကျင့်နည်းလို့ခက်နေတဲ့အပိုင်းရှိတယ်အဲ့ဒါအလေးအကျင့်များလို့ရှိရင်ကျွမ်းကျင်မှုအရည်အသွေးတက်လာမယ်ကျွမ်းကျင်မှုအရည်အသွေးတက်လာတာနဲ့အများလွယ်တယ်ဆိုတာဖြစ်လာမှာအဲ့တော့ဒါဘာပြောတာတော့ပညာကုသိုလ်ပြောတာနော်ပညာဆိုတာဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိတာမြင်တာနားလည်တာအဲ့တော့ဘဝရဲ့အကြောင်းကိုဘလို့သိမှအမှန်တိုင်းသိရမြင်ရနားလည်ရရောက်မလဲဆိုအထုအထိပ်ဆိုရင်တော့ဒုက္ခသစ္စာလို့သိမှဒါအထုအထိပ်အမှန်တရားကိုနားလည်ရရောက်တာအဲ့ဒီဒုက္ခသစ္စာကလည်းပဲဒီတိုင်းကြီးဘဝကနေသွားပြီးတော့သိတာမဟုတ်ဘူးသူကအနိစ္စနဲ့မရဏကိုအတိများရမှတစ်ဆင့်သူ့ကိုသိနိုင်တာဟုတ်လားဒါကြောင့်အထူးသဖြင့်အနိစ္စကိုကျွတ်တို့သိရမယ်နော်ဒီမရဏကလည်းပဲနော်စိတ်ကိုပညာဖြစ်အောင်နော်အများကြီးသူ့ကိုဆင်ခြင်သလောက်ထိထိရောက်ရောက်ပညာဖြစ်ပေါ်စေနိုင်တဲ့အမှန်တရားကြီးဖြစ်လို့မို့သူ့ကိုလည်းမချမ်းပဲနဲ့ဘုံဘုံကပြောလိုက်တာဟုတ်လားအဲ့တော့အနိစ္စနဲ့မရဏဒီစကလုံးလေးနှလုံးအချိန်တိုင်းပြီးဆုံးနေတာကအနိစ္စအပြီးကြီးပြီးသွားတာကမရဏအဲ့တော့ဘဝဘာတုံးဆိုရင်ကျန်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလွယ်မှာကောင်းလွယ်မှာနိုင်တယ်အချိန်တိုင်းပြီးဆုံးရင်းနဲ့အပြီးကြီးပြီးရမယ့်စီကိုသွားနေတာဆိုရင်ဘလို့မှမလွဲတော့ဘူးဟုတ်တယ်မဟုတ်လားအနိစ္စဖြစ်ရင်းနဲ့မရဏဖြစ်ရမယ့်စီကိုသွားနေတာဒါပဲလို့မှလည်းရှောင်လို့မရဘူးကိုလည်းဒီလမ်းကြောင်းသွားသူလည်းဒီလမ်းကြောင်းသွားဘယ်အချိန်မှမရဏဖြစ်မလဲဆိုတာတော့ကျွတ်တို့ဟာကျူးပြီးတော့မသိနိုင်ဘူးဟုတ်လားကိုလူဘဝမှာဘယ်တိုင်းတာထိနေရမလဲဆိုတာကဒီလူဘဝရအောင်အထုတ်ခဲ့တဲ့ကံတရားအကြီးအသေးအရှိန်အနည်းများပေါ်မှာမူတည်မယ်ပေါ့ဒါကြောင့်တယောက်နဲ့တယောက်လူဘဝမှာနေထိုင်သွားတဲ့ကာလတွေဟာမတူကြဘူးတချို့အမေဝမ်းနေတဲ့မရဏဖြစ်သွားတယ်ဟုတ်လားနော်တချို့အသက်တူလေးနဲ့မရဏဖြစ်သွားကြတယ်အသက်ရှည်မလားတူမလားဆိုတာကဒါကကံတရားရဲ့လက်ထဲမှာရှိတယ်ကံတရားဆိုတာလေကိုပြုတ်ခဲ့တဲ့အမှုပါပဲကိုထားခဲ့တဲ့စေတနာပါပဲဟုတ်လားကျတို့ဂဲတုံးတုံးကိုအပေါ်မြောက်လိုက်တယ်ဆိုရင်သေချာပေါက်ဒီခဲဟာမြေကြီးပေါ်ကိုပြန်ကျကိုကျမယ်အဲ့တော့မြောက်လိုက်တဲ့ခဲတွေစိတ်ကူးနဲ့မြောက်ကြည့်တလုံးနဲ့တလုံးဟာပြန်ကျလာတဲ့အချိန်မြောက်လိုက်တဲ့အချိန်ကာလတွေမတူနိုင်ဘူးဘလောက်ကြာသူဟာလေထဲမှာနေမလဲဆိုတာကဘလောက်အရှိန်နဲ့မြောက်တယ်လဲဆိုတော့ဘာမူတည်မယ်ပေါ့အရှိန်ပြင်းပြင်းနဲ့မြောက်မယ်ဆိုကျွတ်တို့ကတော်တော်ကြာလေးနေရမယ်ပေါ့နော်နည်းနည်းလေးပဲမြောက်လိုက်တော့10ပေလောက်တက်ပြီးတော့10ပေလောက်ပြန်ကျတာဘာမှမကြောက်ဘူးဟုတ်လားဒါကံအရှိန်ဘုံဘုံတို့ဘလောက်နဲ့ဒီဘဝကိုရဖို့အတွက်ကြိုးစားအထောက်ခဲ့တယ်လဲဆိုတာမသိနိုင်တဲ့အတွက်ကြောင့်ကျွတ်တို့ကအချိန်မရွေးမရဏနဲ့တွေ့ရနိုင်တယ်ကြုံရနိုင်တယ်ပေါ့ဟုတ်လားအကြောင်းကုန်တဲ့အချိန်မှာရက်စမြဲပဲနောက်ထပ်ဥမာတစ်ခုပြောရမယ်ဆိုရင်အင်ဂျင်ဆက်နှိုးထားလိုက်တယ်တတိုင်းတိုင်းနဲ့လဲနေတယ်စီကုန်တဲ့အချိန်ရက်မှာပေါ့နော်
စီကိုလောင်ကျွမ်းရင်းပေါက်ကွဲရင်းနဲ့ပဲသူကလဲရတာဟုတ်တော့ကျွတ်တို့ရဲ့ကံစီကိုကျွတ်တို့ဘယ်လောက်ထည့်ခဲ့တယ်လဲဆိုတာမသိနိုင်တဲ့အတွက်ကြောင့်ဒီခန္ဓာအင်ဂျင်စက်ကြီးဟာဘယ်ချိန်ထိုးရက်သွားမလဲဆိုတာလူမှမသိနိုင်ဘူးလက်ပတ်နေတာတော့ကံစိန်ဥဒုအာဟာရအကြောင်းတရား၄မျိုးနဲ့လက်ပတ်နေတာပေါ့ဒါပေမဲ့မမြင်ရဘဲနဲ့အာဆွမ်းအကြီးဆုံးဟာကံတရားပဲနော်ဥဒုရဲ့အာဟာရရဲ့စိတ်ရဲ့ကတော့မြင်ဖို့လွယ်တယ်အထူးသဖြင့်အာဟာရကတော့မြင်ဖို့လွယ်တယ်ကိုထည့်ထားလို့ဒါကျွတ်တို့ရှင်းနေတာလွန်ခဲ့တဲ့10ရက်လောက်ကစားဘာမှဒီထဲမထည့်နိုင်တော့ဘူးဆိုဒီချင်းဒီလိုမတ်မတ်လေးပဲထိုင်နိုင်မလို့ကျွတ်တို့ရဲ့အစွမ်းနဲ့နေနေတာမဟုတ်ဘူးထည့်ထားတဲ့အာဟာရရဲ့အစွမ်းနဲ့ကျွတ်တို့နေနေတာညီမျှတဲ့ဥဒုရဲ့အနေထားလေးကိုအမိပြုရလို့ဒီလိုလေးနေနိုင်တာပူလွန်းအေးလွန်းလည်းဒီလိုမနေနိုင်ဘူးဟုတ်လားကျွတ်တို့ရဲ့စိတ်ကလေးရှင်သန်ဖို့အတွက်အခြေအနေကောင်းလေးတစ်ခုမှဖြစ်ပေါ်ရက်တည်နိုင်လို့လည်းဒီလိုဖြစ်နေတာစိတ်အရန်ဖောက်ပြန်သွားရင်လည်းဒီလိုမနေနိုင်ဘူးနော်အာဟာရရဲ့ဥဒုရဲ့စိတ်ရဲ့ဒါတော့မြင်တာတယ်နောက်တစ်ပတ်ကျန်ကံမြင်ဖို့ရမ်းခက်တယ်ဖះမှာပဲအပြည့်စုံမြင်နိုင်ပဲကျွတ်တို့ကတော့မြတ်စွာဘုရားဟောတာကိုအကျဉ်းမြင်လေးလောက်ပဲနားလည်မှုလေးနဲ့ပြောနိုင်တာဟုတ်လားအဲ့တော့ကိုကဘလောက်အားထုတ်ခဲ့တယ်လဲဆိုတာမသိတဲ့အတွက်ကြောင့်ဒီခဲကိုဘလောက်အရှိန်နဲ့မြှောက်လိုက်တယ်လဲဆိုတာမသိတဲ့အတွက်ကြောင့်ဒီခဲကဘယ်ချိန်ပြန်ကြမလဲမသိနိုင်ဘူးဒါပေမဲ့သေချာတာကတော့ကြာတယ်ပဲပြောမကြာဘူးလဲပြောမြေကြီးပေါ်ပြန်ကြကိုကြမှာသူကဟုတ်လားတန်တရားနဲ့ခြီးပြီးတော့ကြည့်မယ်ဆိုရင်အသက်80နေရတဲ့လူနဲ့အသက်50နေရတဲ့လူ30ပဲกว่าတာနှစ်30ဆိုတာဘာမှပြောလို့တော့မှမဟုတ်တာဟုတ်တယ်မဟုတ်လားအဲ့တော့ဒါလေးတွေကိုဘုံဘုံကဘလို့ရည်ရွယ်ချက်နဲ့ပြောနေတာတော့တရားနာတဲ့လူတွေရိပ်မိမယ်ထင်ပါတယ်အကောင်းဆုံးကုသိုလ်လို့ဆိုတဲ့ပညာကုသိုလ်ကိုရရှိဖို့ဒီအကြောင်းအရာတွေကိုပြောတာပညာဆိုတာဘဝကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိတာသူတန်ဖိုးကြီးဆုံးပဲဘလောက်လှူတန်းနော်သိလို့ဖြစ်တဲ့ကုသိုလ်ကိုမမှီဘူးဟုတ်လားဒါလေးတွေကိုဘုံဘုံတို့ကတန်ဖိုးထားပြီးတော့အရာယူကြရမယ်ပေါ့နော်အဲ့တော့ပညာကုသိုလ်ရခြင်းတယ်ဆိုရင်လည်းဘဝရဲ့အကြောင်းကိုသိရမယ်ဘဝရဲ့အကြောင်းသိဖို့ဆိုရင်လည်းပဲအနိစ္စနဲ့မရဏနော်ဒီသဘာဝနှစ်မျိုးကိုအလွန်ကျွမ်းကျင်အောင်နားလည်အောင်အထုတ်အနိစ္စကိုနားလည်ခြင်းလို့ရှိရင်သတိပဋ္ဌာန်အလုပ်ကိုလုပ်ပြစ္ဆုတ်ပံကိုအတိအမှတ်ပြုပြီးတော့နေဟုတ်လားမရဏကိုနားလည်ခြင်းရင်တော့ဓာယာကြီးကိုသူ့ကိုကြည့်နေကိုရှိသေးသွားတာတွေသေးသွားလို့ဒီခေါင်းထဲမှာမလှုပ်မရှက်ဒီတိုင်းပဲနော်ဖောက်ပြန်ပြောင်းလဲမှုပြင်းထန်စွာဖြစ်ပေါ်နေတဲ့ရုပ်ကာယအစုမြင်ကြည့်လိုက်ကိုယ်တနေ့အဲ့လိုဖြစ်သွားမှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဒါပါပြောတာတော့ပညာကုသိုလ်ရဖို့အတွက်ဘုံဘုံပြောပြတာတော်တောင်အချိန်ကြီးများသွားတယ်နော်အဲ့တော့ဘုံဘုံကနားထောင်ပွဲကောင်းစိတ်ဝင်စားပွဲကောင်းဇလန်းဇက်ကွက်တွေဘာမှပါတာမဟုတ်ဘူးဘဝမှာတကယ်လက်တွေ့ကိုယ်စိတ်ကလေးငြိမ်းအောင်ချမ်းသာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့တကယ်သုံးကျင်တဲ့ပုဂ္ဂိုလ်အတွက်တော့အလွန်မှအသုံးတဲ့မဲ့တရားစကားတွေလို့ဘုံဘုံကိုယ်တိုင်လည်းပဲကိုပြောတဲ့စကားပေါ်မှာယုံကြည်မှုအပြည့်ရှိတယ်နော်အဲ့ဒါကြောင့်ပြောပြတာဟုတ်လားအဲ့တော့ကျွတ်တို့ကအခုလည်းပဲငြိမ်းအေးဖို့ချမ်းသာဖို့လိုအပ်တယ်အချိန်ကြလို့သိရပြီဆိုရင်လည်းကောင်းမွန်တဲ့ဘဝတစ်ခုကိုရဖို့လိုအပ်တယ်ဟုတ်တယ်မဟုတ်လားအဲ့လိုဆိုရင်အဲ့ဒီလိုအပ်ချက်နှစ်ခုလုံးကိုဒီပညာကပေးမှာဘုရားဓာတ်ရိုက်ဟောထားတာနော်အခုလည်းပဲပါတယ်တော့မစင်ရဲပဲနဲ့မပင်ပန်းပဲနဲ့မပူလောင်ပဲနဲ့ချမ်းသာပြီးတော့တတ်တာပြီးတော့ငြိမ်းအေးပြီးတော့နေရလိမ့်မယ်နောင်လည်းကောင်းမွန်တဲ့ဘဝကိုရလိမ့်မယ်လို့မျှော်လင့်အပ်တယ်လို့အဲ့တိုင်ကိုမြတ်စွာဘုရားဟောထားတာနော်အဲ့လိုကုသိုလ်မျိုးကိုရအောင်ကိုယ်တိုင်ပဲကြိုးစားရလိမ့်မယ်နော်တယောက်နဲ့တယောက်ဒီဥစ္စာကတော့ဝေလို့မျှလို့ရတဲ့အပိုင်းမဟုတ်ဘူးဟုတ်လားကိုလုပ်ရင်ကိုရမယ်ကိုရရင်ကိုချမ်းသာမှာဒါပဲကိုမိကိုယ့်အကိုညှင်းရမယ်ကိုဒုက္ခကိုယ့်အကိုလျှော့ရမယ်ဒီသဘောပဲနော်ဒါကြောင့်မလို့ကိုယ့်ရဲ့ဆင်းရဲဒုက္ခကိုကိုယ့်အကိုညှို့နေသွားအောင်ကြိုးစားနိုင်ကြတဲ့ကိုယ့်ရဲ့စိတ်ဒုက္ခအပူမီးတွေကိုကိုယ့်အကိုအမှန်သိတဲ့ဉာဏ်ပညာနဲ့နှိမ့်သက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်ထားကြတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ဉာဏ်ဘုံဉာဏ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း